စနေတနင်္ဂနွေပိတ်ရက်ဆိုရင်အိမ်မှာပဲချက်စားဖြစ်တယ်ဒါကတော့တနင်္ဂနွေနေ့ကမန်နူလေးပါကြောက်ကိုခန်းချင်တီလေးနဲ့နှက်တယ်။ရုံးမိုရောင်ရုပ်သီးစင်းလေးနဲ့နှက်တယ်။တညင်းတီလေးတို့မယ်။ချက်ကိုခန်းကျင်တီအနှစ်ထဲမှာဖောက်ထည့်ပြီးတော့ဒီလို hybrid လိုပုံစံမျိုးလေးချက်ထားတာ။ပြီးရင်တော့ဖနက်စင်မှာရှိသမျှတော့ဖနက်တွေအားလုံးဆွဲချပြီးတော့ကျွန်မတိုက်ချွတ်စီကြိုးပါတော့မယ်။နောက်ဖွေထဲမှာကဒီသားမီ3ခေါင်လည်းရှိရဲ့။သူတို့နေတဲ့နေရာကိုတန့်ရှင်းရတာလည်းမလွဲလာဘူးဒီရက်ကို။အဝိရှော်ဆက်ထဲမှာလည်းအဝိတီထည့်ထားတယ်။ဒါကတော့အိမ်နေနေလျှော်တာများပါတယ်။အဲ့လိုအကြောင်းယူနီဖောင်းတွေကြတော့ကိုယ်တိုင်လက်နဲ့လျှော်တယ်။မိဖို့ကန်ကပစ္စည်းတွေအားလုံးကိုလည်းအစီရီထားတယ်ဖုံသုံးရှာရှိရတော့ရှင်းစရာရှိရရှင်းဖနက်တွေကိုတေချာတိုက်ချွတ်စေရတာဒီမှာလက်မှာရေကြည့်ဘူးတောင်ထွက်တယ်အမလီနားလိုက်တာအကုန်လုံးကိုဆက်ပြရည်တွေနဲ့တေချာတိုက်ပြီးတော့ကိုစီးလိုက်ပါတယ်မိဘဆိုတော့လည်းသားသမီးကိုမျက်နှာမငယ်အောင်ထားရတာဖနက်ကစားပြေးဆိုအောင်ကျွန်မမြဲတမ်းလုပ်ပြီးကဲစီးပြီးသားဖနက်တွေအားလုံးကိုတော့အိမ်ထဲမှာပဲဒီလိုလေးလမ်းလိုက်တယ်အပြင်မှာဆိုရင်ဟိုသားမိ3ခေါင်နေဆိုမလွယ်လောက်အော်ဖနက်တွေလမ်းလိုက်တော့မှကျွန်မကြည့်မိတာကျမရဲ့ဖနက်ဆို100ပဲရှိရဲ့သူ့ဖေရဲ့ဖနက်ကလည်း200ပဲကျန်တာအားလုံးသားနဲ့သမီးရဲ့ဖနက်တွေကြီးပဲမိဘဆိုတော့လည်းသားသမီးကိုအကုန်ဖြည့်စီရတာနော်အဲ့လိုလေးဖြည့်စီပေးဖို့အတွက်ပဲကျမတို့လည်းကြိုးစားရုံကန်ရတာပါပဲဒီလိုလေးစီးလိုက်ပြီးရင်တော့လာပါလိမ့်မယ်အရှူယူစီကြတော့မှာပြီးရင်တော့ကျမခေါင်းလျှော်ရည်ချိုးပါတော့မယ်တနေ့ကုန်သက်ရှင်တွေလောက်ထားတာဆိုတော့လူလည်းတော်တော်ကိုညစ်ပတ်ပြီးတော့လက်တွေတောင်တုံနေဘိုက်တွေစားတာဆိုတာလေအဲ့တော့ခေါင်းအမြန်တုပ်dryer တော့မမုံနိုင်တော့ပါဘူး hair serum လေးကိုမဆူမချောက်ကလေးမှာညှစ်ဝင်နေအောင်ကိုကျွန်မလိမ့်လိုက်တယ်ဒီ hair serum ကအများနဲ့လိမ့်ဖို့မလိုဘူးဒီလိုစပင်မဆူမချောက်ချိန်မှာလိမ့်ထားလိုက်လို့ရှိရင်နောက်တစ်ခါခေါင်းလျှော်မှာထပ်လိမ့်ပေးရုံပါပဲကျွန်မ shampoo ရော hair serum ကိုတစ်ခါဆက်ထည့်သုံးတယ်စပင်လေးရှည်မြန်တယ်စပင်ကျွတ်တာတက်တာတယ်အကြိုက်ဆုံးအချက်ကတော့စပင်နှစ်ဖြားအခွတွေလုံးဝမရှိဘဲနဲ့စပင်က weight ပါပြီးတော့ weight clean နဲ့ပြုတ်ဣနေရပါပဲ serum လိမ့်တဲ့နေရာမှာတော့ကျွန်မကစံသားတွေအကုန်လုံးကိုနှံ့နေအောင်လို့ကျွန်မလိမ့်ပြီးရပြဆိုရင်လေးကအရှောင်ပြောင်းပြီးတော့အရန်လှတော့ပဲဒါအခုချိန်လေးခေါင်းမဖိရသေးဘူးเนาะစပင်လုံးဝမရှုပ်ဘူးဒီနေ့ရက်အတွက်ကဒီလောက်ပါပဲ